ဘုရားကုံတော်ဗုဒ္ဓနုတ္တိပွားများနေတဲ့သူတိုင်းသိထားသင့်တယ်ဗုဒ္ဓနုတ္တိကမ္မထံဖြစ်ရန်ပွားများပုံကိုကေနဲ့တူတူလေ့လာမှတ်သားပြီးကျင့်သုံးရအောင်ရှင်ဘုရားကုံတော်ကိုဗုဒ္ဓနုတ္တိကမ္မထံဖြစ်ရန်ပွားများပုံရှေးဥစွာဂုံတော်ဤအနတ်အတိတ်ပေကိုသိရှိနားလည်ရမှာပဲဖြစ်ပါတယ်ရှင်ဥပမာအရဟံဂုံတော်ကိုပွားမည်ဆိုလျင်ကိလေသာခတ်သိမ်းကိုဖယ်ရှားပြီးတော်မူသောမြတ်စွာဘုရားဟုအာယုံပြုထားရမှာပဲဖြစ်ပါတယ်ရှင်နေဂုံတော်အနတ်ပို့ပြီးအတိတ်ပဲထင်ရှားစေရန်မိမိတန်တန်နဲ့နှိုင်းရှင်စဉ်းစားရမှာပဲဖြစ်ပါတယ်ရှင်ငါမှာလောဘဒေါသမောဟမာနတွေရှိတယ်ဘုရားရှင်ရဲ့တန်တန်မှာလောဘစသည်ကိလေသာဟုသမျှလုံးဝကင်းစင်နေတယ်ဆိုပြီးနှိုင်းရှင်မှန်းစနှလုံးသွင်းရမှာပဲဖြစ်ပါတယ်ရှင်။သုံးချက်မြောက်ကတော့၎င်းနောက်ဖျားရှင်ရဲ့ဂုဏ်တော်ကိုအာယုံပြုပြီးအဖန်ဖန်အထက်ထက်အောက်မေ့တတိယပွားများနေသောအခါဂုဏ်တော်အပေါ်စူးစိုက်နေဝင်သွားပြီးဝမ်းမြောက်မှုပါမောက်စာနှစ်သက်မှုပီတိစသည်တို့ဖြစ်ပေါ်လာပြီဆိုရင်ဗုဒ္ဓနုတ္တိကမ္မထံလို့ဆိုနိုင်မှာပဲဖြစ်ပါတယ်ရှင်ဖျားရှိဤဂုဏ်တော်များသည်အလွန်လေးနက်သောပရမတ်အာယုံဖြစ်၍ရရှိလာသောတမာတိသည်ဇန်အဆင့်သို့မရောက်ဘဲဥပစာရတမာတိဇန်ဤအနီးနားများသာရရှိနိုင်ပါတယ်ရှင်ကျမရတနာကေပါရှင်ဗီဒီယိုလေးကဖျားကုံတော်ကိုပွားများနေတဲ့သူတွေအတွက်ရောသုတဓမ္မဒီပလိုမာစာမွေးမဖြေမဲ့သူတွေအတွက်ရောအကျိုးရှိမယ်ဆိုရင် like and share လေးလုပ်ပေးခဲ့ကြပါအောင်နော်အားလုံးနေ့စဉ်ရက်ဆက်ကုသိုလ်ကောင်းမှုတွေပြုလုပ်နိုင်ကြပြီးဓမ္မကိုအကျိုးရှိရှိအသုံးချကြလို့ကိုယ်စိတ်နှပြချမ်းသာချမ်းသာကြပါစေရှင်အဆုံးထိကြည့်ပေးတာလဲကျေးဇူးပါရှင်